ဒီကောင်လေးရဲ့အိမ်ကဝရန်တာမိုးကကိုတရားမဝင်စောက်ထားတယ်ဆိုပြီးအောက်ထက်ကအိမ်ကြီးချင်းကစီပင်ကိုသွားတိုင်လိုက်ပါတယ်ဒါနဲ့စီပင်ဝန်ထမ်းတွေလည်းအိမ်ကိုချက်ချင်းရောက်လာတာပေါ့တာမန်လူဆိုရင်တော့ပြဿနာတက်ပြီးငင်းကြခုန်ကြမှာပဲဒါပေမဲ့သူကတော့ဘာမှမပြောဘဲဖြုတ်ဖို့အတွက်ချက်ချင်းပဲလက်မှတ်ထိုးပေးလိုက်တယ်အဲ့ဒီချိန်မှာတိုင်နဲ့အောက်ထက်ကလေးမယားကတော့အောင်ပွဲခံတဲ့ရုံနဲ့အောက်ကနေပြုံးပြပြရက်ကြည့်နေတာပေါ့ဒီလိုနဲ့အဲ့ဒီညမှာပဲသူကကန်ထရိုက်လုပ်သမားတွေကိုခေါ်ပြီးသူ့ရဲ့မိုးကာကိုညရင်းချင်းပြောင်းတလင်းခါအောင်ဖြုတ်ပစ်လိုက်တယ်နောက်တစ်နေ့ကျတော့မိုးကတဲကြီးမဲကြီးကိုရွာပါလေရောအရင်ကမိုးရေကိုကပေးထားတဲ့မိုးကလည်းမရှိတော့ရေတွေကနေရန်ကနေတဆင့်အောက်ထက်ကကောင်ရဲ့ဝရန်တာတွေကိုအတားအဆီးမရှိတလားဟောဝင်တော့တာပေါ့၃ရက်မြောက်နေလဲကြာရောရက်ွက်လူကြီးကသူ့အိမ်ကိုမျက်ရည်ခံတီးပြီးရောက်လာတယ်ကျေးဇူးပြုပြီးမိုးကလေးပြန်တက်ပေးပါကွာအောက်ထက်ကငါးခန်းလုံးရေတွေဝင်ပြီးမိုးရီတောင်တက်နေပြီတဲ့သူကတော့ပဲနိုလေးတောက်ပြီးအေးဆေးပဲဟာဒါကတရားမဝင်ဆောက်လို့ရေးလေးပြပဲပြန်တက်လို့ရမလဲဆိုပြီးခက်တီတီပဲပြန်ပြေးလိုက်တယ်တကယ်တော့ဖြစ်စဉ်ကဒီလိုပြအစကစီပင်ရောက်လာတော့စီပင်က3ရက်အတွင်းဖြုတ်ဖို့စာရွက်ပေးတယ်သူကလည်းချက်ချင်းလက်မှတ်ထိုးလိုက်တယ်ပြီးတော့ဝရန်တာမှာပန်းလေးရေထွက်လောင်းနေတော့အောက်ထက်ကကောင်ကဟေ့ကောင်မြ мян ဖြုတ်လေးအများပိုင်နေရကိုယူမထားနဲ့ဆိုပြီးလာអော်သေးတာဒါနဲ့သူလည်းမခံချင်စိတ်နဲ့အဲ့ဒီညမှာပဲအလုပ်သမားတွေခေါ်ပြီးချက်ချင်းဖြုတ်ပစ်လိုက်တာပဲအောက်ထက်ကအိမ်ကြီးချင်းလင်မယားကဒီကိုပြောင်းလာတာ6လလောက်ပဲရှိသေးတယ်ပြောင်းလာကြတဲ့ကအပေါ်ထက်ကလမ်းလျှောက်တာစူလဲလှေကားမှာပစ္စည်းတွေထားတဲ့လမ်းဘေးကြောင်တွေအစာကျွေးတယ်ဆိုပြီးပြဿနာပေါင်းစုံရှာတော့တာပဲပြီးတော့သူ့မိမကဝရန်တာမှာပန်းတွေစိုက်ထားသေးတယ်တနေ့တော့မိုးရွာတော့ကောင်လေးအိမ်ကမိုးကပေါ်ကရေတွေသူ့ပန်းအိုးလဲကျတယ်ဆိုပြီးအိမ်ယာကယူထဲမှာလာရစ်တယ်ကောင်လေးကလည်းမိုးကဆိုတာမိုးရေကပို့လှုပ်ထားတာလေရေကျတာတဘာဝယူပဗေဒသဘောတရားပဲလို့ပြန်ဖြေလိုက်တာအောက်ထက်ကကောင်မျက်နှာပူသွားပြီးအညိုးနဲ့စီပင်ကိုသွားတိုင်တော့တာပဲတကယ်တော့ဒီတိုက်ကဒီဇိုင်းမကြီးပြဝရန်တာနေရာမှာရေကမပါတော့မိုးရွာရင်ရေတွေကနေရာတိုင်းအောက်ကိုစီးကြတာဒါကြောင့်သူကပြောင်းလာတဲ့ကအောက်ထက်တွေကိုရေမဝင်အောင်မိုးကတက်ပေးထားရတာအခုတော့မိုးကလည်းမရှိတော့ဘူးဆိုတော့အောက်ထက်ကကောင်တွေတော့ကောင်းကောင်းကြီးမှတ်လောက်သားတော့ဖြစ်သွားပြီပေါ့ဗျာဒီလိုနဲ့နောက်တနေ့မနက်ခင်းလဲရောက်ရောမိုးကတဲကြီးမဲကြီးကိုရွာပါလေရောဗျာအကောင်လေးလဲမိုးရွာတဲ့အတန်ကြောင့်နိုးလာပြီးဒင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်သူတက်ထားတဲ့မိုးကမရှိတော့ရေတွေကနေရန်တိုင်းအောက်ထက်ကကောင်ရဲ့ဝရန်တာတွေကိုရေတခုံကြီးလာဒလဟောဝင်တော့တာပေါ့ဟိုကောင်ဆိုင်ထားတဲ့ပန်းတွေရောပန်းအိုးတွေရောရေထဲမှာမျောပြီးအကုန်ပျက်စီးကုန်တာပဲကောင်လေးလဲဝရန်တာကနေကော်ဖီလေးတောက်ရင်အဲ့ဒီမြင်ကွင်းကိုအေးဆေးထိုင်ကြည့်နေလိုက်တယ်အောက်ထက်ကကောင်နဲ့သူ့မိမကတော့ရေတွေဝင်လာတာကိုကြည့်ပြီးပြရခက်နေတာပေါ့ဟာရေတွေအကုန်ဝင်ကုန်ပြီးငါပန်းတွေတော့တွားပါပြီဆိုပြီးသူ့မိမကအော်ဟစ်နေတယ်အဲ့ဒီကောင်ကလည်းအပေါ်ထက်ကိုမောကြည့်ပြီးဟေ့ကောင်မင်းတမင်တက်လောက်တာမလားဆိုပြီးလှမ်းអော်သေးတယ်ကောင်လေးကတော့ဘာမှပြန်မပြောပဲကော်ဖီလေးတောက်ပြီးအလုပ်သွားဖို့ပြင်ဆင်လိုက်တယ်အိမ်ပြင်လဲထွက်ရောဟိုကောင်နဲ့သူ့မိမကတကားဝမှာလာဆောင်နေတာဗျမင်းဒီနေ့ရှင်းမပြရင်ဘယ်မှမသွားရဘူးဆိုပြီးလာပိတ်ရထားတယ်ကောင်လေးကလည်းခင်ဗျားတို့ကျွန်တော်ကိုအခုလိုလာပိတ်ထားရင်ရဲခေါ်လိုက်မှာနော်ဆိုပြီးဖုန်းထုတ်ပြလိုက်တော့အဲ့ဒီကောင်ကနည်းနည်းတော့လန့်သွားတယ်ဒါပေမဲ့သူ့မိမကရဲခေါ်လေးခေါ်လိုက်ရဲရောက်လာရင်ဘယ်သူမှလည်းရှင်းသွားမှာပဲဆိုပြီးစိတ်ရစ်နေတယ်အဲ့ဒီအချိန်မှာတစ်ဖက်ခန်းကအန်တီကြီးကအတန်ကြားလို့ထွက်လာတယ်ဟိုကောင်မိမကအန်တီကြီးကိုမြင်တာနဲ့အန်တီရေဒီကောင်ကိုပြောပေးပါဦးသူ့မိုးကာကိုဖြုတ်လိုက်လို့ကျမတို့အိမ်ထဲရေတွေဝင်ပြီးပန်းတွေအကုန်သေးကုန်ပြီးဆိုပြီးမိုးယိုပြီးတိုင်တော့တာပဲအန်တီကြီးကလည်းအေးလေအရင်ကတည်းကသူကမိုးရေကာကိုတက်ထားတာကိုနင်တို့ကသွားတိုင်လို့သူကဖြုတ်လိုက်တာလေဆိုပြီးရှင်းပြလိုက်တယ်ဟိုကောင်ကလည်းဒါဆိုလဲရေတွေကကျွန်တော်တို့အိမ်ထဲဝင်လာစရာလားအောက်ကိုဆင်းသွားဖို့ကောင်းတာပေါ့လို့ပြောလိုက်တော့ကောင်လေးကရေဆိုတာအောက်ကိုပဲစီးတာလေခင်ဗျားတို့အိမ်ထဲဝင်တာကတဘာဝပဲဆိုပြီးခက်တီတီပဲပြန်ပြောလိုက်တယ်ဟိုကောင်လည်းဘာမှပြန်မပြောနိုင်တော့ပဲကြောင်တောင်တောင်လေးရက်နေတော့တာပေါ့ကောင်လေးလည်းသူတို့ကိုကြော်ပြီးဓာတ်လေကားထဲဝင်သွားတော့တယ်ဓာတ်လေကားတကားပိတ်သွားချိန်မှာတော့ဟိုကောင်ကဒေါသကြီးနဲ့လက်ညှိုးထိုးပြီးကြံခဲ့တော့တာပေါ့ဗျာဒီလိုနဲ့ကောင်လေးလည်းအလုတ်သွားမိုးကလည်းတနေကုန်ကိုအသေးကြီးမဲကြီးဆက်ရွာနေတော့တာပဲညနေအလုတ်ကပြန်လာတော့တိုက်အောက်မှာလူတွေအုံနေတာကိုတွေ့လိုက်ရတယ်ရက်ွက်လူကြီးကလည်းအစာအုပ်လေးကင်ပြီးတခုခုကိုမှတ်နေတယ်အလဲမှာတော့ဟိုကောင်နဲ့သူ့မိမကရက်နေပြီးဒေါသကြီးနဲ့အပေါ်ထက်ကိုလက်ညှိုးထိုးပြနေတယ်ရက်ွက်လူကြီးတွေ့တယ်မလားရေတွေကရေတကုံလို့ဆင်းလာတာကျွန်တော်တို့အိမ်တင်မကဘူး၄လွှာ၃လွှာ၂လွှာအထိအကုန်လုံးရေတွေဝင်ကုန်ပြီးလို့ဟိုကောင်ကအော်ပြောနေတယ်တခြားအထက်ကလူတွေကလည်းဟုတ်တယ်ဆိုပြီးထောက်ခံကြတာပေါ့ရက်ွက်လူကြီးကကောင်လေးကိုမြင်တော့မင်းချင်နေကိုကြည့်ဦးအခုတော့တခြားအိမ်ကြီးချင်းတွေကပါဒုက္ခရောက်ကုန်ပြီဆိုပြီးပြောတယ်ကောင်လေးကလည်းအေးစစ်စစ်ပဲပြန်ပြောတယ်ပထမအချက်ကသူတို့ကိုယ်တိုင်ကတရားမဝင်ပါဆိုပြီးစီပင်ကိုသွားတိုင်လို့ကျွန်တော်ကဥပဒေအရဖြုတ်လိုက်တာပဲဒုတိယအချက်ကဒီတိုက်ရဲ့ဒီဇိုင်းအမှားကြောင့်ရေတွေခုလိုစီးကြတာအဲ့ဒါကျွန်တော်အမှားမဟုတ်ဘူးကန်ထရိုက်ရဲ့အမှားတတိယအချက်ကတခြားအိမ်တွေပါဒုက္ခရောက်ရတာကိုတော့စိတ်မကောင်းပါဘူးဒါပေမဲ့ကျွန်တော်တာဝန်တော့မဟုတ်ဘူးလို့ရှင်းပြလိုက်တယ်ဒီစကားလည်းကြားရောလူအုပ်ကြီးတစ်တိုက်လုံးငြိမ်ကျသွားတယ်ဟိုကောင်လည်းပါဇက်အဟောင်းသားနဲ့ဗာပြောရမှန်းမသိတော့ဘူးရက်ွက်လူကြီးကတက်ပြင်းချပြီးမင်းပြောတာမှန်ပေမဲ့အိမ်ကြီးချင်းတွေအခုလိုဒုက္ခရောက်နေတာကိုတော့တခုခုစဉ်းစားပေးပါဦးကွာဆိုပြီးတောင်းဆိုတယ်အေးလေအရင်လိုမိုးကာလေးပြန်တက်ပေးလိုက်ရင်အဆင်ပြေသွားမှာပေါ့လို့ထပ်ပြောတယ်ကောင်လေးကလည်းရပါတယ်စီပင်ကနေပြီးတော့ဒီမိုးကာကတရားဝင်ပါတယ်ပြန်တက်လို့ရပါတယ်ဆိုတဲ့စာရွက်ပေးရင်ကျွန်တော်ချက်ချင်းပြန်တက်ပေးမယ်အဲ့ဒီစာရွက်မရှိရင်တော့ကျွန်တော်ဥပဒေကိုမချိုးဖောက်နိုင်ဘူးလို့ပြက်ပြက်တသားပဲပြန်ပြောလိုက်တယ်ဒီလိုနဲ့ကောင်လေးလည်းသူတို့ကိုကြောခိုင်းပြီးအိမ်မော်တက်သွားတော့တယ်အောက်မှာတော့ဟိုကောင်ရဲ့ဒေါသတကြီးအော်ဟစ်နေတဲ့အတန်တွေတခြားအိမ်ကြီးချင်းတွေရဲ့ညှဉ်းညူတန်တွေကတော့ကြံရစ်ခဲ့တော့တာပေါ့ဗျာ